အသက်အာမခံ3မျိုးအကြောင်းမင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မကေခိုင်ဝင်းဖြစ်ပါတယ်ရှင်အသက်အာမခံထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လိုအပ်ချက်နဲ့ဘယ်လိုအစီအစဉ်မျိုးကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုသိထားဖို့အရေးကြီးပါတယ်ဒီနေ့မှာတော့ AI မြန်မာရဲ့ protection အကောင်းဆုံးဖြစ်တဲ့အသက်အာမခံ3မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါဦးနော်ပထမဆုံးကတော့ကျမတို့ Universal Life တသက်တာရွေးချယ်အသက်အာမခံအစီအစဉ်ပဲဖြစ်ပါတယ်ရက်30သားကနေ65နှစ်အထိထားရှိလို့ရပြီးတော့အသက်100အထိသက်တမ်းတိုးလို့ရပါတယ်ရှင်အသက်အာမခံအကအကွယ်တွေမဟုတ်ဘဲနဲ့ငွေစုရလဲရောက်တဲ့အာမခံအမျိုးအစားဖြစ်တာကြောင့်အရင်ကထိရောက်တဲ့အာမခံအစီအစဉ်ပဲဖြစ်ပါတယ်အဓိကအဖြစ်အကျိုးခံစား권 ၄မျိုးပါဝင်ပါတယ်အသက်သေဆုံးမှုအကျိုးခံစား권ထာဝစဉ်မတန်ဆွမ်းမှုအကျိုးခံစား권ကင်ဆာရောဂါအတွက်အကျိုးခံစား권 unsmoking benefit စတဲ့အကျိုးခံစား권 ၄မျိုးပါဝင်ပါတယ်ဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူးရင်းနှီးမြှုပ်နှံမှုနဲ့စုဆောင်းမှုအပိုင်းမှာပါဝင်တာကြောင့်အကာအကွယ်လဲရငွေလဲစုလို့ရတဲ့အာမခံအမျိုးအစားဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ AI ရဲ့ 10 product ဖြစ်ပါတယ်အသက်16နှစ်ကနေပြီးတော့65နှစ်အထိထားရှိလို့ရပြီးတော့အသက်80အထိသက်တမ်းတိုးလို့ရပါတယ်ရှင်သူကတော့အာမခံကြီးအသက်သာဆုံးနဲ့အကာအကွယ်လျော်ကြေးငွေအမြင့်မားဆုံးရချင်တဲ့သူတွေအတွက်အထူးရည်ရွယ်ပါတယ်။စုဆောင်းငွေအပိုင်းမပါဝင်ပေမဲ့မတော်တဆအသက်ဆုံးရှုံးမှုဖြစ်ခဲ့ရင်ဒါမှမဟုတ်ထာဝစဉ်မတန်ဆွမ်းမှုဖြစ်ခဲ့တယ်ဆိုရင်ကျန်ရစ်သူမိသားစုအခက်အခဲမရှိအောင်သိန်းရာချီတဲ့ငွေကြေးအထောက်ပံ့ကိုရရှိမှာဖြစ်ပါတယ်။အာမခံကြီးအနှဲငယ်နဲ့မြင့်မားတဲ့အကာအကွယ်ကိုရရှိနိုင်တဲ့အာမခံအမျိုးအစားဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့လူငယ်တွေအတွက်သီးသန့်ရွေထားတဲ့ AI ရဲ့ Smart Protection ပဲဖြစ်ပါတယ်။အသက်20ကနေ35နှစ်အထိထားရှိလို့ရပြီးတော့အသက်80အထိသက်တမ်းတိုးလို့ရပါတယ်။ဒီအစီအစဉ်ကတော့မမျှော်လင့်ထားတဲ့အပြောင်းလဲတွေဖြစ်တဲ့အသက်ဆုံးရှုံးမှုနဲ့ထာဝစဉ်မတန်ဆွမ်းမှုတွေမကဘဲနဲ့ကင်ဆာကြောက်ကပ်အပါအဝင်ပြင်းထန်ရောဂါ36မျိုးကိုပါအကာအကွယ်ပေးပါတယ်။ကျန်းမာရေးကအသက်ကိုပါတခါတည်းအကာအကွယ်ယူခြင်းတဲ့လူငယ်တွေအတွက်အပြည့်စုံသောအာမခံအစီအစဉ်ဖြစ်ပါတယ်။ဒီနေ့ကျွန်မပြောပြတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ထပ်သိလို့တဲ့မေးခွန်းတွေရှိရင်လည်း comment မှာမှတ်ခဲ့လို့ရပါတယ်ရှင်။ကျွန်မတို့ AI မြန်မာရဲ့ protection အကောင်းဆုံးဖြစ်တဲ့အသက်အာမခံ3မျိုးရဲ့အကြောင်းကိုအသေးစိတ်သိရှိလိုပါကအချိန်မရွေးဆက်သွယ်မေးမြန်းပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။တာယာပြည့်ရှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။